အကောင်တော့ကျွန်တော်နောက်တစ်ဆင့်တက်ချင်တာပေါ့နော်ကျွန်တော်တို့ဒီအခုဆိုဒီနေ့ထဲမှာကျွန်တော်တကြံစီးလေးရိုက်ချင်တာဆိုတော့ဒီအခုပတောက်ရဲကြပြလေးစီးလေးရိုက်ခွင့်ရတယ်ပြီးတော့ဒီစီနီယာအနီမီတန်တို့ဥယျာဉ်လေးတို့နဲ့ဒီတွဲချုပ်ဆောင်ဝင်ရဗီတာမင်တို့နဲ့ပေါ့နော်တွဲဆောင်ဝင်ရတော့ဒါကျွန်တော်တက်ကတော့ပူစားသမျှလေးတစ်ဖြည်းဖြည်းအရာတင်လာမယ့်နှစ်လို့ထင်ပါတယ်ပြီးတော့ကြော်ညာရဲ့စတိုက်ရိုက်ဖြစ်နေပေါ့နော်ကျွန်တော် TikTok commercial လေး commercial ကျွန်တော်လက်ရှိ commercial လည်းတက်နေပါနောက်ထပ်လည်းကျွန်တော်ဒီကအများကြီးလုပ်ရရှိအခုကိုယ်ရှင်းထောင်လေးဇာတ်လမ်းလေးတွေရိုက်ချင်တယ်လုပ်ဖို့လည်းရှိတယ်အများကြီးကိုလုပ်ချင်တာရောအများကြီးပါပဲဖြည်းဖြည်းချင်းပေါ့ဖြစ်လာရောထင်ပါတယ်ယုံကြည်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဘာပဲသိရင်မသိဖြစ်စေပါတော့ကျွန်တော်တခြားကျွန်တော်ဟိုတယောက်နဲ့မှားပြီးတော့သိဖြစ်စီပေါ့နော်ဘာဖြစ်ကျွန်တော်တို့မြင်ပေးစေချင်ပါတယ်ကျွန်တော်တန်းတော်ထုံးလို့ပဲကျွန်တော်ခေါ်ပါတယ်အခုဒီတော့ဖိုးတော့ကြောက်လည်းခေါ်ပါတယ်ကျွန်တော်လက်ရှိကျွန်တော်တော့ကြော်ညာရိတ်တာများတော့ပြည်တွေတတိထားမိကြအောင်ထိကြားမိတယ်ပေါ့နော်စူပါဆာကယ်ဒီမှာလည်းကျွန်တော်ပါထားပါတယ်စီးဖိုင်နယ်ကြီးပါထားတယ်ပေါ့နော်ဆိုတော့ပြည်တွေကျွန်တော်မြင်တဲ့ခါကျရင်ဒီကိုကြီးကိုတွေ့ရလို့မပြောဘဲနဲ့တန်းတော်ထုံးဆိုတဲ့နာမည်လေးနဲ့တွဲပြီးတော့မှတ်မိပေးစေချင်ပါတယ်အားပေးစီလိုပါတယ်လို့ခင်ဗျားလေးကျူးစားသွားပါမယ်ဗျဟုတ်ကဲ့